တိတ်တကာရဲ့ကထိန်မတို့ပြောဆုံးနေတနေ့ပါမကွေးတိုင်းမင်းလာမြို့နယ်ရှင်နာမကြီးရွာဘွားဝေစေတနာအကျိုးများသောကတိနာစီဝရံမြတ်ဖယားသားတို့တန်ဃာတော်ရှင်မြတ်တို့ဥရွယ်ပြုလူရန်လို့ဖြစ်လောကမြတ်ဆုံးကအထိန်သင်္ကန်းတော်မြတ်ကိုလူရန်ပေးနေတာသရစိတ်ထားများစံပြုတ်လောက်ပေးတာကထိန်တကာရဲ့ကထိန်မတို့ပြောဆုံးနေတနေ့ပါမကွေးတိုင်းမင်းလာမြို့နယ်ရှင်နာမကြီးရွာဘွားဝေစေတနာအကျိုးများသောကတိနာစီဝရံမြတ်ဖယားသားတို့တန်ဃာတော်ရှင်မြတ်တို့ဥရွယ်ပြုလူရန်လို့ဖြစ်လောကမြတ်ဆုံးကအထိန်သင်္ကန်းတော်မြတ်ကိုလူရန်ပေးနေတာသရစိတ်ထားများစံပြုတ်လောက်ပေးတာရှိမှတည်းနာလူရန်ကြီးမင်္ဂလာအတိတရားနဲ့သရာဖြူကအထိတ်ကင်းပေးနေတာပရိဒကာကြီးကဥဝေသောအထိတ်မကတော်ရင်ရင်ဝေးသားလေးမောင်ကြီးဖြူမောင်သမီးလေးကမဆုရတနာပါမိသားစုတိတရားရှုလို့1380နှစ်ခွန်စောင်းမောင်းလာတဲ့9ရက်ဒီအလူပွဲစားလို့6ရက်နေ့မှာအရိမင်္ဂလာလူကြီးပေးနေတာပရိခင်းကြီးကျိုးတရား၅ပြားကင်းလို့ဖို့ရန်လူရန်ပေးတာပရိတကာကြီးကစေတနာပြုကပရိမကသရမုံမြတ်ကတန်ဃာတော်ရှင်မြတ်တို့ကိုချီးမန်းလို့သာပေးလူနေတာဘုပြင်းငိမ့်နာရှင်မြတ်ကြီးရဲ့သာသနာဝေပုံလာကျောင်းတော်ကြီးစီမှာပြိမင်္ဂလာလူပွဲကြီးကိုတရားနာကြွရောက်တော်မူပါကြားကြားသမျှအလုံးကိုဖိတ်ခေါ်လိုက်တယ်ဗျာမကွေးတိုင်းဒေသကြီးမင်းလာမြို့နယ်ရှင်နာမကြီးရွာတရိတ်ဓာကြီးကကြီးဦးဝင်းစုံတရိတ်မကြီးဒေါ်ရင်ရင်ဝင်းသားလီမောင်ပြည်ဖြိုးမောင်သမီးလေးမဆုရတနာမိသားစုဆရာတော်ဥပ္ပင်နေနိုင်သာသနာဝေပုံလာကျောင်းတော်ကြီးမှာတကောင်မုံလာတဲ့9ရက်နေ့အဝေး6ရက်နေ့ကထိန်လူရေသက်ချတရားနာကြွရောက်ကြပါမယ်ဖိတ်ကြားလိုက်ရပါတယ်ခင်ဗျာကထိန်တကာရဲ့ကထိန်မတို့ပြောဆုံးနေတနေ့ပါမကွေးတိုင်းမင်းလာမြို့နယ်ရှင်နာမကြီးရွာဘွားဝေစေတနာအကျိုးများသောကတိနာစီဝရံမြတ်ဖယားသားတို့တန်ဃာတော်ရှင်မြတ်တို့ဥရွယ်ပြုလူရန်လို့ဖြစ်လောကမြတ်ဆုံးကအထိန်သင်္ကန်းတော်မြတ်ကိုလူရန်ပေးနေတာသရစိတ်ထားများစံပြုတ်လောက်ပေးတာရှိမှတည်းနာလူရန်ကြီးမင်္ဂလာအတိတရားနဲ့သရာဖြူကထိတ်ကင်းပေးနေတာပရိဒကာကြီးကဥဝေသောပရိမကတော်ရင်ရင်ဝေးမှာသားလေးမောင်ပြည်ဖြူမောင်သမီးလေးကမဆုရတနာပါမိသားစုတိတရားရှုလို့1380နှစ်ခွန်စောင်းမုံလာတဲ့9ရက်နေ့လူပွဲစားလို့6ရက်နေ့မှာပြိမင်္ဂလာလူကြီးပေးနေတာကတိကင်းကြီးကျိုးတရား၅ပြားကင်းလို့ဖို့ရန်လူရန်ပေးတာပရိဒကာကြီးကစေတနာဖြူကပရိမကသရာမုံမြတ်ခါတန်ဃာတော်ရှင်မြတ်တို့ကိုရှီမန်းလို့သာပေးလူနေတာငိမ့်နာရှင်မြတ်ကြီးရဲ့သာသနာဝေပုံလာကျောင်းတော်ကြီးစီမှာပြိမင်္ဂလာလူပွဲကြီးကိုတရားနာကြွရောက်တော်မူပါ
ကြားသမျှအားလုံးကိုဖိတ်ခေါ်လိုက်တယ်ဗျာ